next chapter ရဲ့ campaign 4ရလက်တွေကိုကျွန်တော်တို့အခုတွက်ကြည့်ရအောင်ဒီနေရာမှာကျွန်တော်တခုထည့်ပြောချင်တာကကျွန်တော် pool ဖန်တီးခဲ့တဲ့နေရာမှာ4ယောက်တတွဲရယ်3ယောက်တတွဲ pool ကမှားနေတယ်မှားနေတော့4ယောက်ရဲ့ percentage နဲ့3ယောက်ရဲ့ percentage နဲ့ကလုံးဝတူမှာမဟုတ်ဘူးအဲ့တော့9ယောက်လုံးရဲ့ရလက်ကိုတိတိကျကျနဲ့တွက်ဖို့ဆိုရင်သူတို့တွေကိုတယောက်ချင်းစီ vote ဘယ်နှခုရထားလဲဆိုတာကိုတွက်ကြည့်ဖို့လိုအပ်သွားတယ် group 5 to 7ကဘယ်လောက်ရနေပြီလဲဆိုရင်အားလုံးပေါင်း212 vote ရနေပြီအောက်က group 1 to 4က453 vote တောင်ရတယ် 49% ဆိုတာ453ယောက်ရဲ့ 49% 212ယောက်ရဲ့ vote ထဲမှာအများဆုံး 57% ဒီ group number 6ကတမီလေးအဲ့တော့ overall ranking မှာဆိုရင် group 2ဒီ222 vote group 6 121 group 3 86 group 4 82 group 1 63 group 5 55 group 7 36အဲ့တော့ဒီနေရာမှာကျွန်တော်ဗာကိစ္စဒါကိုထည့်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုပြောပြရလဲဆိုတော့ခင်ဗျားတို့ဗီဒီယိုရိုက်တော့ငါတို့အဆင်ပြေပါမလားမသိဘူးငါတို့ကိုကြိုက်တဲ့သူရှိပါမလားမသိဘူးလို့လူတိုင်းတွေ့ဝေသွားမယ်မလားအစားတော့တန်တရားရှိတယ်မလားအခုဒီမှာတက်ပြီ958ယောက်ဒီဘက်မေးမှာသူတို့ကြည့်သွားတယ်အားလုံးပေါင်း vote သွားတာက665ယောက် vote ပြီးသွားတယ်ကြည့်သွားတဲ့ထဲမှာအဲ့665ယောက်ထဲမှာခင်ဗျားတို့ကိုကိုမကြိုက်တဲ့လူလုံးဝမပါဘူးတလားတက်ပြီအကုန်လုံးကကိုစီအကြိုက်ချင်းမတူဘူးနော်1ကိုလည်းကြိုက်တယ်2ကိုလည်းကြိုက်တယ်3ကိုလည်းကြိုက်တယ်4 5 6 7အကုန်လုံးကိုကိုစီကြိုက်တဲ့ခင်ဗျားတို့ရဲ့ပရိသတ်ကသူရှိပြီးသားအဲ့ဒါကျွန်တော်သက်သေပြတာ YouTube ဗီဒီယိုတွေလုပ်တဲ့အခါမှာလေကို့မှာကြိုက်ရမယ်ကို့ကြိုက်မှာကြိုက်ပါမလားဆိုတဲ့တန်တရားကိုဖယ်လိုက်ခင်ဗျားတို့ကြိုက်တဲ့သူခင်ဗျားတို့ချစ်ခင်တဲ့မိတ်ဆွေကသူ့နဲ့သူပေါ်လာတာပဲအဲ့တော့ကျွန်တော်မိတ်ဆွေတွေအများဆုံးရွေးချယ်ပေးသွားတဲ့ group number 2ကဒီတာတာလေးညီကို2ယောက်တငယ်ချင်း2ယောက်ကို2ပဲကိုယူပါတယ်တကယ်ပဲဝမ်းသာပီတိဖြစ်ပါတယ်အကောင်းဆုံးဆိုတာတကယ်တော့တယောက်ထဲလားဆိုမဟုတ်ပါဘူးအားလုံးပဲကြည့်နော်ကိုကြိုက်တဲ့မိတ်ဆွေတွေပရိသတ်တွေရှိနေပြီသားအများဆုံး voting ရရှိတဲ့ခုနညီကို2ယောက်ကတော့ကိုနေ့စီကို keep pay account နဲ့ number လေးနဲ့နာမည်လေးနဲ့ပေးပို့ပေးလိုက်ပါကိုနေကမြစ်တာလက်ဆောင်2သိန်းကိုလွှဲပေးလိုက်မှာဖြစ်ပါတယ်နောက်တစ်ခုမြစ်တာလက်ဆောင်ပေးစရာရှိသေးတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီဘက်ကသမီးလေးသူက voting 120နဲ့ vote တောင်ရထားတာသူ့ကိုအားပေးတဲ့မိတ်ဆွေပရိသတ်တွေအများကြီးရှိမယ်လို့မထင်တော့ဘူးသူနဲ့ခုန hello ma'am ကအမနဲ့ပေါ့နော်သူ့အတွက် design by cherry လေးကအမကသူ့ကိုချစ်လို့ designer မိတ်အင်ကြီးလေးတွေတည်တည်ချာချုပ်ပေးထားတဲ့ဒီ campaign ကာလအတွင်းမှာအဲ့လေးတွေကိုကျွန်တော်မိတ်ဆွေတို့တခါတည်းကြွားလိုက်မယ်သူ့ရဲ့အသက်အရွယ်ဘယ်လောက်လဲတော့မသိဘူးကျွန်တော်တို့9နှစ်လောက်လို့ခံမှန်းပြီးတော့သူ့အတွက်ချုပ်ပေးထားတာကျွန်တော်ဖြန့်ပြမယ်နော်ပြီးတော့မလှတော့လှလားမလှလားတော့မသိဘူးဒါလေးက1 set လေးညီလေးရဲ့ပေါင်းမီလေးရဲ့1 set ခရမ်းရောင်လေးဆရာမကြီးတို့တီးတန့်ချုပ်ပေးထားတာနော်ဒါကဟိုနာသွားဒီနာသွားဖို့တဲ့ဒါလေးကပေါင်းမီရှိယူရီးယားစပန့်နေတဲ့ဒါလေးကကြတော့10နှစ်အရွယ်ရောက်ရင်ဝစ်ဖို့ကိုနေ့အသားရောင်နေရတော့လုံးဝဟက်နေတာပဲဒါ crop တော့တဲ့မသိပါဘူးဗျာအပြင်မှာပို့လှတယ်တဲ့ဆရာမကြီးတို့သူတေးချာချုပ်ထားတာဒါ10နှစ်သမီးအတွက်တဲ့ဒါ10နှစ်ရောက်ရင်ဝစ်ဖို့တဲ့ဒီဇိုင်နာကြီးကပြပြီလေဒီဇိုင်နာကြီးကတေးချာပြပြီဘုံကိုနေကဘယ်လိုလုပ်သိမလဲဒီဖဲပြားလေးကအရှိရတဲ့အတွန့်ကအနောက်ဘက်ကတဲ့နော်ဒီဇိုင်နာကြီးကသူကိုယ်တိုင်မရှင်းပြချင်တော့ကိုနေရှင်းပြနေရတာပေါ့နော်ဒါလေးကအောက်ကပါစက်ကလားဘောင်းမီလားဘောင်းမီအရှိတဲ့အောက်ကားလေးနော်အတွန့်လေးဒါအောက်ကားလေးနေတဲ့ဒါ10နှစ်သမီးရောက်ရင်ဝစ်ဖို့ကဲဆရာမကြီးအဲ့တော့ဒါလေးတွေကိုလက်ဆောင်ပို့ပေးဖို့အတွက်ကိုနေကိုပေးပို့ထားတဲ့ email ကိုပဲလိပ်စာအပြည့်စုံပေါ့ဗျာနာမည်လိပ်စာဖုန်းနံပါတ်ခုန hello ma'am ရဲ့အမပို့ပေးလိုက်ကိုနေ delivery app ပေးလိုက်မယ်အိမ်တိုင်ရရောက် delivery ဘိုးတွေပါလေအကုန်ကြမဲ့ဟာရှင်းပေးလိုက်မယ်ခလေးလေးနဲ့တော်မယ်လို့ထင်ပါတယ်အဲ့တော့နောက်လာမှာကျွန်တော်မိတ်ဆွေတို့ကိုဘယ်လိုနည်းနဲ့အုံနောက်ထပ်စားရင်ကောင်းမလဲလို့ကိုနေကစဉ်းစားနေတယ် campaign form မှာပါဝင်ပေးတဲ့သူတွေအားလုံး9ယောက်လုံးဒီ winner ဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကိုနေဒီဗီဒီယိုလေးတွေအားလုံးလည်းအမှတ်တရသိမ်းထားပါအောင်မယ်ဒီနေ့ကျရင်ကိုနေနဲ့အပြင်မှာဆုံကြမယ်